ဟုတ်လေစားကျင်လကားကြွေးတာတကယ်ကြီးလားတကယ်စားမှာလားဘာမှမပေါ့နော်တကယ်ကြီးကဘာမှမပြောဘူးဒီထားကောင်လို့ဖိုက်စားဒီနာတောင်းစားကြွေးရလို့ကြားလို့ဒီညပြလိုက်တာတကယ်စားလို့ရစိုက်စားတကယ်စားမှာနော်ဟုတ်ရတယ်အသေးပဲရေကြည့်ရအောင်အားတက်တာတကယ်လားတကယ်လည်းဘယ်လောက်ရမှာလဲမလုပ်ပါတကယ်စားမှာလားကိုယ်ဖေးတဲ့ကာယူဟာဒီကြီးတဲ့ကာယူလုပ်ဟုတ်လားကြီးနေရောဟိုဒီမှာတော့ဆက်ကြတကယ်ဆိုင်တွေကိုလိုက်ပြီးတော့ကွာအဲ့လိုလိုက်ပြီးစားတဲ့အခါမှာလူတွေကကျေးသားမကျေးဘူးလားဆိုတော့ social experiment လိုက်ရိုက်နေရ